Welcome to the Voice of America in Burmese. ။မင်္ဂလာညချမ်းပါတော်တာရှင်များရှင် VOA American တန်ကနေ2025ခုနှစ်မတ်လ10ရက်တနင်္လာညပိုင်း VOA မြန်မာပိုင်းအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ10:00နာရီထိ American ပြည်ထောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီရှင်။ VOA Radio စီစဉ်တွေကို Live to Meter 19, 25နဲ့30အပြင် Live လက် Meter 190တို့ကနေတိုက်ရိုက်နားဆင်နိုင်ပါတယ်။ဒီကနေ့ညအတွက်အစီအစဉ်တွေကိုတော့ကျမအလိမ္မာကအစီအစဉ်မှုဖြစ်တောင်းယူတင်ဆက်ပေးသွားမှာပါရှင်။မင်္ဂလာညချမ်းပါတော်တာရှင်များရှင်ကျမခင်လေးပါဒီညတဲ့ထိတ်တန့်ရောက်သတင်းတွေကိုအလိမ္မာနဲ့တူပြောပြပေးပါမယ်ဒီညမှာထူးခြားတဲ့သတင်းတွေကတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဆော်ဒီအာရေဗီးယားနိုင်ငံကိုရောက်နေပါတယ်သမ္မတအိမ်ဖြူတော်နီးပစ်ခတ်မှုရဲတပ်ဖွဲ့ကစုံစမ်းနေပါတယ်မြောက်ကိုရီးယားပဲ့ထိန်ဒရုန်းအများအပြားစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်ဆိုတဲ့ထိတ်တန့်ရောက်သတင်းတွေကိုပြောပြပေးပါမယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီလိုထိတ်တန့်ရောက်သတင်းတွေနားဆင်အပြီးမှာတော့ဒီကနေ့ညနားဆင်ရမယ့်ထဲမှာယူကရိန်းစစ်အဆုံးသတ်ရေးဆော်ဒီဆွေးနွေးပွဲအကြောင်းတင်ဆက်ပေးထားတဲ့နိုင်ငံတကာသတင်းဆောင်မကိုနားဆင်ရမှာဖြစ်သလိုလောက်ဆုံးရသတင်းပေးပို့ချက်တွေထဲမှာဆိုရင်တော့တိုင်းရင်းသားလက်နက်ကိုင် KIO နဲ့ DNLA နှစ်ဖွဲ့ကြားကတင်းမာမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ခုလုံးလုံးဆယ်ကတော့အဲ့ဒီဒေသခံခြေတန်းကလူကြီးတွေချင်းညှိနှိုင်းတာတော့ရှိပါတယ်။ကေအိုဘခုနဲ့ DNL ရဲ့ဘခုချင်းချင်းပေါ့နော်။ညှိနှိုင်းတဲ့အဆင့်ကတော့မရှိသေးဘူး။တစ်ဖက်ကတော့ပြင်ဆင်တဲ့နေထားတော့ပဲရှိပါတယ်KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပြပေးသွားတာပါဒီအကြောင်းသတင်းအပြည့်စုံကိုတော့နောက်ပိုင်းမှာနားဆင်ရပါမယ်ဒီသတင်းနဲ့အတူတရုတ်နိုင်ငံရောက်မြန်မာအလုပ်သမားတွေအခြေအနေသတင်းပေးပို့ချက်အပါအဝင် VOA ရဲ့ Polygraph ရုပ်သံဗီဒီယိုကိုလည်းနားဆင်ရမှုရှိပါတယ်ဒါတွေနဲ့အတူတနင်္လာညတိုင်းတင်ဆက်ပေးနေကြဆက်သွယ်မင်းမြန်ကန်စီးပွားရေးကဏ္ဍလူမှုရှုခင်းနောက်တက်တဲ့အောင်အစီအစဉ်စတဲ့အပတ်စဉ်ကဏ္ဍတွေကိုလည်းနားဆင်ရမှာဖြစ်ပါတယ်ဒါတွေကိုမတင်ဆက်ပေးခင်မှာတော့အခုအရင်ဆုံးတော့ထိတ်တန့်ရောက်မြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုတော့မက်ခင်လေးနဲ့အတူပြောပြပေးသွားမှာပါရှင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုဟာဒီကနေ့မှာပဲဆော်ဒီအာရေဗျနိုင်ငံဂျဒတ်မြို့ကိုရောက်သွားပြီးတော့သမ္မတဒေါ်နယ်ထရန့်ဖိအားပေးတိုက်တွန်းနေတဲ့ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲကိုတက်ရောက်ပါလိမ့်မယ်။နိုင်ငံသားရေးဝန်ကြီးရူဘီယိုနဲ့အတူအမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz လည်းလိုက်ပါသွားပြီးတော့ယူကရိန်းအရာရှိတွေနဲ့မနက်ဖြန်မှာဆွေးနွေးပါလိမ့်မယ်။ယူကရိန်းဘက်ကကိုယ်စားလှယ်အဖွဲ့ကိုယူကရိန်းသမ္မတဗလော်ဒီမီယာဇလန်စကီရဲ့ဝန်ထမ်းရေးအရာရှိချုပ်ကဦးဆောင်တက်ရောက်ပါလိမ့်မယ်။ဝန်ကြီးရူဘီယိုဟာဆော်ဒီအိမ်ရှိဇန်မင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တွေ့ဆုံပြီးတော့ဒေတာရင်းတူညီတဲ့အကျိုးစီးပွားတွေပို့ပြီးတော့ပူးတွဲအကောင့်ထဲပေါ်ဖို့နဲ့အမေရိကန်ဆော်ဒီအာရေဗီးယားဆက်ဆံရေးတိုးမြင့်မှုဆွေးနွေးသွားမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရေးဌာနပြောခွင့်ရကပြောဆိုထားပါတယ်။မနက်ဖြန်မှာကျင်းပမယ့်ဆွေးနွေးပွဲဟာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်မူပေါင်းတွေချမှတ်ဖို့နဲ့အပြစ်အခတ်ရက်စဲရေးအစပြိုးလှုပ်ဆောင်နိုင်မှုအတွက်ရည်ရွယ်တဲ့ဆွေးနွေးပွဲဖြစ်တယ်ဆိုပြီးအမေရိကန်အရာရှိတွေကပြောဆိုထားပါတယ်။ယူကရိန်းသမ္မတဇလန်စကီကိုယ်တိုင်လည်းဒီကနေ့ဆော်ဒီအာရေဗျနိုင်ငံကိုလာရောက်ပြီးတော့ sorry အိမ်ရှိဇန်မင်းသားနဲ့တွေ့ဆုံမှုရှိပါတယ်။မနက်ဖြန်ကျင်းပမယ့်ဆွေးနွေးပွဲကိုတော့သမ္မတဇလန်စကီတက်ရောက်ဖို့မသိကြပါဘူးရှင်။ယူကရိန်းနိုင်ငံဆူမီဒေသမှာရုရှားနဲ့ယူကရိန်းတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နှစ်ဖက်အရာရှိတွေကသတင်းထုတ်ပြန်ပါတယ်။ဒီဒေသမှာရုရှားကအသာစီးရလာခဲ့ရင်တော့ယူကရိန်းစစ်တပ်အတွက်ထောက်ပံ့ရေးလမ်းကြောင်းတွေဖြတ်တောက်ခံရမယ့်အလားအလာတွေရှိနေပါတယ်။တိုက်ပွဲတွေဟာ Novak area မှာဖြစ်ပွားခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဆူမီဒေသဟာရုရှားဘက်က Kursk ဒေသနဲ့ယူကရိန်းကြားကနယ်စပ်ဒေသဖြစ်ပြီးတော့ယူကရိန်းဘက်ကပြီးခဲ့တဲ့ဩဂတ်လအတွင်းကထိုးစစ်ဆင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်ကျော်ရုရှားကယူကရိန်းကိုကျူးကျော်ကလေးကဆူမီဒေသကနယ်မြေတချို့ကိုရုရှားကသိမ်းယူခဲ့တာပါ။ယူကရိန်းစစ်တပ်ကတော့နိုင်ငံတော်ဝန်မှာရှိတဲ့ဒေသတွေကိုပြစ်မှတ်ထားပြီးတော့ညပိုင်းမှာတိုက်ခိုက်ခဲ့တဲ့ရုရှားဘက်က drone ပေါင်း130ကိုပစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ်။ Cherkasy, Chernihiv နဲ့ Dnipropetrovsk ဒေသအပါအဝင်ဒေသတချို့မှာလည်းကြားဖြတ်တိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ယူကရိန်းစစ်တပ်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ Poltava ဒေသကတာဝန်ရှိသူတွေကတော့လူနေအိမ်အဆောက်အဦအများအပြားပျက်စီးခဲ့တယ်လို့ပြောပါတယ်။ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကလည်းရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကစမာရာVorosht, Aro, Belgorod နဲ့ Kursk ဒေသတွေအနီးယူကရိန်း drone 9 ခုကိုပစ်ချဖျက်ဆီးပစ်ခဲ့တယ်လို့ပြောပါတယ်ရှင်။အမေရိကန်သမ္မတအိမ်ဖြူတော်အနီးအထူးလုံခြုံရေးတပ်ဖွဲ့ Secret Service ကအမျိုးသားတူကိုတနင်္ဂနွေနေ့ကပစ်ခတ်ခဲ့တဲ့ကိစ္စကိုဝါရှင်တန်ရဲ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်။အသေးခံဖို့ရည်ရွယ်ထားပုံရသူတူဟာအင်ဒီယားနားပြည်နယ်ကနေဝါရှင်တန်မြို့တော်ကိုတွားရောက်ဖွယ်ရှိကြောင်းပစ်ခတ်မှုမတိုင်ခင်တရက်မှာရဲတပ်ဖွဲ့ကသတိပေးထားကြောင်းလည်း Secret Service ပြောခွင့်ရသူကပြောဆိုထားပါတယ်။ရဲတပ်ဖွဲ့သတင်းအချက်အလက်နဲ့ကိုက်ညီသူရဲ့
ကားကိုအထူးလုံခြုံရေးတွေကတွေ့ရှိခဲ့တယ်လို့အင်ပြည်တော်အနီးလမ်းလျှောက်လာတာကိုလည်းတွေ့ခဲ့ကြရတာပါလုံခြုံရေးတပ်ဖွဲ့ရဲ့အနီးကိုချင်းကပ်ချိန်မှာတနက်ထုတ်ပြီးထိတ်တိုက်ရင်ဆိုင်ခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်ခံခဲ့ရကြောင်းလည်း Secret Service ပြောခွင့်ရသူကပြောပါတယ်ပြစ်ခတ်ခံခဲ့ရပြီးတဲ့နောက်ပိုင်းဆေးရုံကိုခေါ်သွားပေမဲ့ဘသူဘဝဆိုတာကိုတော့အာဏာပိုင်တွေကထုတ်မပြောပါဘူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိဘူးလို့လည်းအထူးလုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်ပြစ်ခတ်မှုဖြစ်ချိန်မှာသမ္မတဒေါ်နယ်ထရမ့်ကတော့ဖလော်ရီဒါပြည်နယ်မှာရောက်နေတာဖြစ်ပါတယ်ရှင်မြောက်ကိုရီးယားကတနင်္လာနေ့မှာပဲထိန်းဒုံးကြီးတော်တော်များများကိုပင်လယ်ထဲပစ်လွတ်ခဲ့တဲ့အကြောင်းတောင်ကိုရီးယားကပြောပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့17ရက်ကြာနှစ်စဉ်ပူးရဲစစ်ရေးလေ့ကျင့်မှုတွေဒီကနေ့တနင်္လာနေ့အစောပိုင်းမှာစတင်ပြီးတော့နိုင်ပိုင်းအကြာမှာပဲမြောက်ကိုရီးယားကဒုံးကြီးတွေစမ်းသပ်ပစ်လွတ်ခဲ့တာပါ။မြောက်ကိုရီးယားကဒီနှစ်အတွင်းဒုံးကျည်စမ်းသပ်တာ9ကြိမ်ရှိနေပြီဖြစ်ပြီးတော့ဒီကနေ့စမ်းသပ်မှုတွေကိုဟွမ်ဟေပြည်နယ်ကနေပင်လယ်ထဲပစ်လွတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားပူးရဲစစ်ဦးစီးကျုပ်ရုံးကပြောပေမဲ့အသေးစိတ်ကိုတော့ပြောဆိုတာမရှိပါဘူး။ပြီးခဲ့တဲ့သတင်းပတ်ထဲတောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့ပူးရဲစစ်ရေးလေ့ကျင့်မှုအတွင်းနယ်စပ်ပိုချွန်းမြို့အရက်သားတွေနေတဲ့နေရာတစ်ဝိုက်တိုက်လေယာဉ်တွေမြေပုံညွှန်မှားပြီးတော့ဘုံကျဲခဲ့ပြီးတဲ့နောက်မှာစစ်ရေးလေ့ကျင့်မှုတွေကိုခဏရပ်ထားပြီးတော့ဒီကနေ့ပြန်စတာပါ။ Freedom Shield နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတစ်စိတ်တစ်ဒေသအတွင်းစစ်ရေးလေ့ကျင့်တိုက်လေယာဉ်နှစ်စင်းက MK82 ဘုံး၈လုံးမတော်တဆအမှားပြီးတော့ကျဲမိတဲ့အတွက်အနည်းဆုံးလူ30လောက်ဒဏ်ရာရခဲ့တာပါမြောက်ကိုရီးယားကတော့ဒီလိုစစ်ရေးလေ့ကျင့်မှုကိုကျူးကျော်ရန်စမှုအဖြစ်ရှုမြင်သလိုကိုရီးယားကျွန်းဆွယ်အတွင်းရန်လိုပြီးတော့ထိတ်တိုက်ပဋိပက္ခတွေဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့စစ်ရေးလေ့ကျင့်မှုအဖြစ်ပြစ်တင်ဝေဖန်ပါတယ်ရှင်။ VOA American တန်ညဘက်မြန်မာဘာသာအစီအစဉ်တွေကိုည9:00နာရီကနေ10:00နာရီထိလိုက်ဒိုမီတာ19 kHz 15453ညလိုက်ဒိုမီတာ25 kHz 11803ညလိုက်ဒိုမီတာ30 kHz 9963ညတို့အပြင်စနေတနင်္ဂနွေနေ့မှာလိုက်လံမီတာ190 kHz 1505ကနေပြီးတော့ထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာတနင်္လာည VOA ရဲ့ထိပ်တန်းရောက်သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်ရှင်မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိမ်ကိုင်းတွေကလွတ်မြောက်လာတဲ့အိန္ဒိယနိုင်ငံသား300နီးပါးကိုထိုင်းနိုင်ငံကတဆင့်နေရက်ပြန်ပို့ပေးလိုက်ကြောင်းထိုင်းတာဝန်ရှိသူတွေကဒီကနေ့ပဲပြောလိုက်ပါတယ်။အိန္ဒိယဆိုတာဝန်ရှိသူတွေမြန်မာနိုင်ငံနဲ့တွားရောက်ပြီးပြန်လွတ်လာသူတွေနဲ့အထုပ်ပိုးတွေကိုဘတ်စကား10စင်းနဲ့ထိုင်းနိုင်ငံနယ်စပ်မြို့မဲဆောက်လေဝင်းကိုခေါ်လာခဲ့ကြတာပါ။အမျိုးသား266ယောက်အမျိုးသမီး18ယောက်ကိုတော့အိန္ဒိယအစိုးရက C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့နေရက်ပြန်ခေါ်သွားခဲ့ကြပါတယ်။မနက်ဖြန်အင်္ဂါနေ့မှာလည်းနောက်ထပ်258ယောက်အိန္ဒိယနိုင်ငံကိုပြန်ပို့ဖို့စီစဉ်ထားပါတယ်။မြန်မာနိုင်ငံနယ်စပ်ဒေသမှာအခြေစိုက်လှုပ်ရှားနေကြတဲ့အွန်လိုင်းငွေလိမ်ကိုင်းတွေမှာအလုတ်ကိုင်းရှာဖွေသူတွေကိုဖျားယောင်းခိုင်းစေခံရတဲ့သတင်းတွေကြကြပြန့်ပြန့်ထွက်ပေါ်လာရာကနေတရုတ်နိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတွေပူးပေါင်းနှိမ်နင်းနေကြတာပါ။ကြားဖြန့်လို့သိကြတဲ့ငွေလိမ်ကိုင်းတွေကိုနှိမ်နင်းမှုအတွင်းနိုင်ငံပေါင်းဒရာစင်လောက်ကလူပေါင်း9000လောက်လွတ်မြောက်လာပြီးအများစုကတော့တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။မကြသေးခင်လတွေကနှိမ်နင်းမှုတွေအရှိန်မြင့်လာရာကလွတ်မြောက်လာသူတွေတဲ့တရုတ်နိုင်ငံသား2000ကျော်ကိုလည်းထိုင်းနိုင်ငံကနေရက်ပြန်ပို့ပေးခဲ့ပါတယ်ရှင်။ထိုင်ဝမ်နဲ့ငင်းငင်းကြမ်းကြမ်းပြန်လည်ပေါင်းစည်းရေးတရုတ်ကအကောင့်ထဲဖော်ဖို့ကြိုးပမ်းသွားမှာဖြစ်သလိုတစ်ချိန်တည်းမှာပဲတရုတ်ရဲ့အချုပ်အခြာပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့လိုအပ်တာမှန်သမျှလှုံ့ဆော်သွားမယ်လို့တရုတ်နိုင်ငံသားရေးဌာနကတနင်္လာနေ့မှာပြောပါတယ်။ထိုင်ဝမ်ကိုတရုတ်ကသူပိုင်အဖြစ်သတ်မှတ်ထားတာပါ။ထိုင်ဝမ်ကတော့ဒါကိုလက်မခံညှင်းဆန်ပြီးတော့ထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကသာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့သမ္မတလိုင်ချင်ဒေးကပြောဆိုထားပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကတော့ထိုင်ဝမ်ဟာသီးခြားနိုင်ငံတစ်ခုအဖြစ်ဘယ်တော့မှရပ်တည်ခွင့်ရှိမှာမဟုတ်သလိုထိုင်ဝမ်ခွဲထွက်ရေးထောက်ခံသူတွေဟာတရုတ်ရဲ့ပြည်တွင်းရေးကိုစွက်ဖက်တာပဲဖြစ်တယ်လို့ပြီးခဲ့တဲ့တစ်ပတ်ပါလီမန်နှစ်ပတ်လည်အစည်းအဝေးပြင်ပမှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရမော်နင်းကလည်းထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးတရုတ်ဘက်ကလိုလားသလိုငြိမ်းချမ်းစွာပေါင်းစည်းရေးအတွက်အစွမ်းကုန်စူးစမ်းသွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒီချိန်ထဲမှာပဲတရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့နဲ့ထိုင်ဝမ်လွတ်လပ်ရေးပြည်ပဝင်ရောက်ဆွတ်ဖက်မှုတွေကိုပြက်ပြက်သားသားဆန့်ကျင်သွားမယ်လို့ပြောခွင့်ရမော်နင်းကပြောဆိုခဲ့ပါတယ်။အမေရိကန်အနေနဲ့ထိုင်ဝမ်ကိုလက်နက်ရောင်းချနေတာနဲ့စစ်ရေးအရာအကူအညီပေးနေတာတွေကိုရပ်တန့်ဖို့လည်းသူကတတိပေးပြောဆိုခဲ့ပါတယ်ရှင်။
ဖိလစ်ပိုင်နိုင်ငံဟာလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ်အမျိုးသားအကျိုးစီးပွားအတွက်ဆုံးဖြတ်ဆောင်ရွက်နေပြီးတခြားနိုင်ငံတွေအကျိုးစီးပွားနဲ့ညွှန်ကြားချက်တွေအရလုပ်နေတာမဟုတ်ကြောင်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကဒီကနေ့ပဲပြောလိုက်ပါတယ်။ပြဿနာရဲ့အရင်းမြစ်ကတရုတ်နိုင်ငံကနိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာဖို့ပျက်ကွက်နေပြီးတော့ပင်လယ်ပြင်မှာအတင်းအကျပ်ဖိအားပေးရန်လိုလှည့်စားမှုတွေနဲ့ဥပဒေမဲ့လုပ်ရက်တွေဟာဖိလစ်ပိုင်ပြည်သူတွေကိုထိခိုက်စေတယ်လို့လည်းပြောပါတယ်။တောင်တရုတ်ပင်လယ်ပြင်ရေးမှာဖိလစ်ပိုင်နိုင်ငံဟာပြင်ပအင်အားစုတွေအလိုကျလိုက်လုံနေတဲ့ဆိုတဲ့တရုတ်အစိုးရရဲ့မှတ်ချက်ကိုလည်းဒေသရင်းတင်းမာမှုတွေကိုဖြစ်စေမဲ့မလိုလားအပ်တဲ့စကားလုံးတွေနဲ့အပြုအမူတွေကိုရှောင်ရှားဖို့လိုကြောင်းဖိလစ်ပိုင်ကထုတ်ပြန်ချက်မှာတုံ့ပြန်ထားပါတယ်။မတ်လ 9 ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကဖိလစ်ပိုင်နိုင်ငံရဲ့လုပ်ရက်တွေဟာလွတ်လပ်မှုမရှိတဲ့တရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်အောင်တခြားနိုင်ငံတွေရဲ့လှုံ့ဆော်မှုတွေအတိုင်းလိုက်လုပ်နေတယ်လို့ပြောဆိုခဲ့တာပါ။တရုတ်နိုင်ငံသားရေးဝန်ကြီးရဲ့မှတ်ချက်နဲ့ပတ်သက်ပြီးမနီလာမှာရှိတဲ့တရုတ်တန်ယုံကတော့လက်တလောတစုံတရာမှတ်ချက်ပေးတာမျိုးမတွေ့ရသေးပါဘူးရှင်။ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကဖမ်းဝရမ်းထုတ်မဲ့ဆိုရင်အဖမ်းခံမှုအသင့်ရှိကြောင်းဟောင်ကောင်မှာရောက်ရှိနေတဲ့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေးကပြောလိုက်ပါတယ်။သမ္မတတာဝန်ယူစဉ်မူရစ်ဆေးဝါးနှိမ်နင်းတဲ့စစ်စင်ရေးအတွင်းလူထောင်နဲ့ချီပြီးတပ်ဖြတ်ခံခဲ့ရတဲ့အပေါ် ICC ကဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းနေတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာပဲအခုလိုပြောလိုက်တာပါ။ရာဇဝတ်မှုတွေကိုတိုက်ဖျက်မှုအတွက်ထင်ရှားတဲ့မျိုးတော်ဝင်အဖြစ်ကနေမူရစ်ဆေးဝါးနှိမ်နင်းရေးမဲဆွယ်စည်းရုံးမှုတွေနဲ့ရွေးကောက်ပွဲမှာအနိုင်ရပြီးတော့2016ခုနှစ်မှာသမ္မတဖြစ်လာတဲ့ဒူတာတေးလက်ထက်မှာမူရစ်ဆေးဝါးမှုနဲ့လူပေါင်းထောင်ချီတပ်ဖြတ်ခံခဲ့ရပါတယ်။လက်ရှိသမ္မတဖာဒီနန်မာကို့စ်ဂျူနီယာရဲ့ရုံးကတော့နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကတရားဝင်ဆက်သွယ်လာတာမျိုးမရှိသေးပေမဲ့ဒူတာတေးကိုဖမ်းဆီးလွှဲပြောင်းပေးနိုင်ခြေရှိတယ်လို့ပြောပါတယ်။နိုင်ငံတကာရဲတပ်ဖွဲ့Interpol ကဖမ်းဝရမ်းနဲ့တောင်းခံလာခဲ့ရင်ဥပဒေနဲ့အညီလိုက်နာဖို့အဆင်သင့်ရှိတယ်လို့လည်းသမ္မတရုံးပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ICC အဖွဲ့ဝင်မဟုတ်တဲ့တရုတ်နိုင်ငံရဲ့လက်အောက်ခံဟောင်ကောင်ကျွန်းမှာသမ္မတဟောင်းဒူတာတေးဘလောက်ကြာကြာဆက်နေနိုင်မယ်ဆိုတာကတော့လက်တလောရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒူတာတေးဟာဖိလစ်ပိုင်အလုပ်သမားထောင်ပေါင်းများစွာတက်ရောက်တဲ့စီးရုံးလှုပ်ရှားမှုပွဲမှာမိန့်ခွန်းပြောဖို့အတွက်ဟောင်ကောင်ကိုရောက်နေတာဖြစ်ပြီးတော့လာမယ့်ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲမှာအထက်လွှတ်တော်လောက်နေရာအတွက်ထောက်ခံမှုတိုးလာဖို့လည်းမျှော်လင့်နေတာပါ။သမ္မတဟောင်းဒူတာတေးကတော့တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်ခဲ့တာသာဖြစ်ပြီးတော့ ICC ကဖမ်းဝရမ်းထုတ်ခဲ့ရင်အဖမ်းခံမှုအသင့်ရှိတယ်လို့လည်းစီယုံရေးမိန့်ခွန်းမှာပြောခဲ့ပါတယ်ရှင်။ Direct from Washington, the voice of America, VOA. နောက်ဆုံးရသတင်းတွေကိုမိုက်ခင်လေးနဲ့အတူကျမလီမာတို့ကပြောပြပေးခဲ့တာပါအခုဆက်ပြီးတော့ရန်ကုန်ကနောက်ဆုံးရသတင်းပေးပို့ချက်တွေကိုမတင်ဆက်ပေးခင်မှာယူကရိန်းစစ်အဆုံးသတ်ရေးဆော်ဒီဆွေးနွေးပွဲအကြောင်းတင်ဆက်ပေးထားတဲ့နိုင်ငံတကာသတင်းဆောင်မတစ်ခုကိုအရင်ဆုံးထုတ်လွှင့်ပေးချင်ပါတယ်ရုရှားယူကရိန်းစစ်အမြန်အဆုံးသတ်နိုင်ရေးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြိုးပမ်းနေတဲ့တစ်ချိန်တည်းမှာအခုသတင်းပတ်အတွင်းအမေရိကန်နဲ့ယူကရိန်းခေါင်းဆောင်တွေဆော်ဒီအာရေဗီးယားမှာစစ်ပွဲအဆုံးသတ်နိုင်ရေးဆွေးနွေးကြမှာပါVOA သတင်းတောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကိုတော့ကိုအောင်ကပြောပြပေးပါမယ်ရှင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုမက်လာ10ရက်တနင်္လာနေ့မှာဆော်ဒီအာရေဗီးယားနိုင်ငံဂျက်တာမြို့ကိုရောက်ရှိပြီးတော့ရုရှားယူကရိန်းစစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်ရေးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့သဘောထားနဲ့ပတ်သက်လို့အမေရိကန်ယူကရိန်းကြားဆွေးနွေးသွားမှာဖြစ်ပါတယ်။ဖေဖော်ဝါရီ28ရက်နေ့ကအိမ်ဖြူတော်မှာထရမ့်နဲ့ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီတို့စကားအခြေတင်ဖြစ်ကြပြီးတဲ့နောက်မှာယူကရိန်းစစ်အဆုံးသတ်နိုင်အောင်ဆွေးနွေးကြဖို့ဇယ်လန်စကီကထရမ့်စီစာရေးသားမြစ်တာရက်ခံပြီးတဲ့နောက်ဝန်ကြီးရူဘီယိုရဲ့ခီးစဉ်ထွက်ပေါ်လာတာပါငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့သမ္မတထရမ့်ကမတ်လ9ရက်နေ့တုန်းကအခုလိုပြောပါတယ်ရုရှားနဲ့ဆွေးနွေးရတာအလွန်အဆင်ပြေပါတယ်ဒါပေမဲ့သူတို့ကယူကရိန်းကိုဘုံကျဲတိုက်ခိုက်နေပါတယ်ပုံမှန်လင်းလင်းပြောရရင်ယူကရိန်းနဲ့ဆွေးနွေးရတာပိုပြီးတော့ခက်ခဲပါတယ်သူတို့ဘက်ကနိုင်ပွဲကင်ထားစရာဘာမှမရှိပါဘူးယူကရိန်းကိုငြိမ်းချမ်းရေးဆွေးနွေးလာအောင်ဖိအားပေးတဲ့အနေနဲ့ထရမ့်ကယူကရိန်းကိုပေးနေတဲ့စစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအချက်အလက်မျှဝေတာတွေကိုရပ်ဆိုင်းထားပါတယ်ရုရှားအပေါ်လည်းကုန်သွယ်ခွန်တိုးကောက်ပြီးတော့ဒဏ်ခတ်ပိတ်ဆို့မှာဖြစ်ကြောင်းချင်းကြောက်ပြောဆိုပါတယ်အပြစ်အခတ်ရစဲနိုင်ဖို့ဟာထရမ့်ရဲ့ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ Cannon Institute ကနိုင်ငံရေးအကဲခတ် William Pomerantz ကအခုလိုပြောပါတယ်He has bet essentiallyသူ့သမ္မတသက်တမ်းမှာသဘောတူညီချက်ရဖို့စ조사နေတာပါငြိမ်းချမ်းရေးအကောင့်ထဲပေါ်နေတာမှာရုရှားယူကရိန်းနဲ့ EU တို့လည်းပါဝင်နေပါတယ်
ဒီကနေ့မှာယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီလည်းဆော်ဒီအာရေဗီးယားအင်ရှေ့ဇာမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တွေ့ဆုံဖို့ရှိပါတယ်။အဲဒီနောက်ဇယ်လန်စကီရဲ့ဝန်ထမ်းရေးရာကြီးအကဲအန်ဒရေယာယာမက်ဦးဆောင်တဲ့ယူကရိန်းတန်တမန်နဲ့စစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့ဆော်ဒီအာရေဗီးယားမှာဆက်လက်ကျရှိမှာဖြစ်ပြီးအမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှာပါယူကရိန်းကိုယ်စားလှယ်အဖွဲ့ထဲမှာကာကွယ်ရေးဝန်ကြီးစစ်ဘီဟာနဲ့စစ်ဖက်ကိုယ်ကဲရေးမှူးပါဗလိုပါလီဆာရိုလည်းပါဝင်ပါတယ်အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာတော့ဝန်ကြီးရူဘီယိုအပါအဝင်အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz Trump အထူးအကြံပေး Steve Witkoff တို့ပါဝင်မှာပါအမေရိကန်နဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးတွေဆော်ဒီအာရေဗီးယားနိုင်ငံရီယက်မြို့မှာတွေ့ဆုံဆွေးနွေးပြီးတော့သတင်းသုံးပတ်အကြာမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့အခုလိုတွေ့ဆုံဆွေးနွေးမှာပါအမေရိကန်နဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုမျိုးဖြစ်လာဖို့ယူကရိန်းဘက်ကအပြည့်အဝကြိုးပမ်းသွားမယ်လို့လည်းယူကရိန်းကပြောဆိုထားပါတယ်ခင်ဗျာယူကရိန်းစစ်အဆုံးသတ်ရေး sorry ဆွေးနွေးပွဲအကြောင်းတင်ဆက်ပေးခဲ့တဲ့နိုင်ငံတကာသတင်းဆောင်မအစီအစဉ်ကိုကိုအောင်ကပြောပြပေးသွားတာပါ VOA ရဲ့မြန်မာဘာသာအတန်းလွှင့်အစီအစဉ်တွေကိုလူလူမိတ်ဆွေရုပ်သံလိုင်းအပြင် online ကနေဆိုရင်တော့ Facebook နဲ့ YouTube စာမျက်နှာတို့ကနေလည်းတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။အခုဆက်ပြီးတော့နောက်ဆုံးရသတင်းပေးပို့ချက်တွေကိုမတင်ဆက်ပေးခင်မှာ VOA ရဲ့ Polygraph ရုပ်သံဗီဒီယိုကိုနားဆင်ကြရပါမယ်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာပစ္စည်းကိရိယာမစုံလင်တဲ့ဇီဝဓာတ်ခွဲခန်းမှာအန္တရာယ်ရှိတဲ့ယောဂပိုးတွေကိုအမေရိကန်ကစုဆောင်းထားတယ်လို့ရုရှားကဆွဆွဲနေပါတယ်။ဒီဆွဆွဲမှုကမမှန်ပါဘူး။အသေးစိတ်ကိုအချက်လက်အခြေခံပြီးတော့မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ Polygraph ရုပ်သံဗီဒီယိုမှာတင်ဆက်ပေးထားပါတယ်ရှင်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းမှာတင်းမာမှုတွေဆက်လက်ဖြစ်ပွားနေပြီး M23 တပုံတွေဂိုမာမြို့ကိုသိမ်းပိုက်ပြီးနောက်မှာသတင်းတစ်ပတ်အတွင်းလူပေါင်း983ဦးသေဆုံးပြီးတော့2000ကျော်ဒဏ်ရာရခဲ့တယ်လို့ကုလသမဂ္ဂကပြောပါတယ်။ဂိုမာမြို့ကိုသိမ်းပိုက်ပြီးမကြာခင်မှာ M23 တပုံတွေကမြို့ထဲကအင်တာနက်နဲ့လျှက်စစ်ပြီးဖျက်တောက်ခဲ့တာကြောင့်မြို့သားဇီဝဆေးပညာသုတေသနဌာန INRB ဓာတ်ခွဲခန်းတွေက Ebola virus အပါအဝင်ယောဂပိုးနမူနာတွေအပြင်ကိုယိုဖိတ်သွားရင်မှန်းဆလို့တော့မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ ICRC နိုင်ငံတကာကြက်ချီနီဖွဲ့ကသတိပေးခဲ့ပါတယ်။ ICRC ရဲ့သတိပေးချက်နဲ့ပတ်သက်ပြီးရုရှားနိုင်ငံပိုင် Rufa Tignaso သတင်းဌာနကတုံ့ပြန်ရမှာတော့အမေရိကန်နဲ့ပြင်သစ်တို့ဟာတတိယနိုင်ငံတွေမှာအန္တရာယ်ရှိတဲ့ယောဂပိုးတွေကိုတာဝန်မဲ့ကင်တွယ်နေပြီးများပြည်သူကျန်းမာရေးဘေးအန္တရာယ်တွေပေါ်ပေါက်နိုင်တဲ့အခြေအနေတွေဖန်တီးနေတယ်လို့ဆွဆွဲပြောဆိုပါတယ်။ကူးစက်ယောဂဆိုးတွေနဲ့ပတ်သက်ရင်နောက်နိုင်ငံတွေဟာတတိယနိုင်ငံတွေမှာတေချာစနစ်တကျဆောက်လုပ်ထားတာမဟုတ်တဲ့ဇီဝတက်ခွဲခန်းတွေနဲ့အန္တရာယ်ကြီးတဲ့ယောဂတွေရဲ့ပိုးနမူနာတွေကိုအထိန်ကုန်မရှိစုဆောင်းနေပြီးတာဝန်မဲ့လုပ်နေတာကိုအခုဖြစ်နေပုံကထပ်လောင်းအတီးပြုတ်ပေးတာပါဒီဆွဆွဲချက်ဟာမမှန်ကန်ပါဘူးဂိုမာမြို့က INRB တက်ခွဲခန်းဟာနိုင်ငံတကာအဆင့်ပြီးအမြင့်ဆုံးအရေးအသွေးဇီဝလုံခြုံရေးနဲ့ဇီဝဘေးကင်းရေးစံချိန်စံနှုန်းနေတဲ့ကိုက်ညီတဲ့ခေတ်အမီဆုံးနည်းပညာတွေနဲ့ဆောက်လုပ်စီမံထားတာပါရည်ရွယ်ချက်ကတော့ကာယောဂါကြီးဖြစ်လာနိုင်တဲ့ယောဂါတွေကိုဖော်ထုတ်ပြီးကြိုတင်ကာကွယ်ဖို့ဖြစ်ပါတယ်။ကွန်ဂိုနိုင်ငံမှာယောဂါဖြစ်ပွားမှုတွေကိုဖော်ထုတ်ကုသကာကွယ်နိုင်ဖို့ရည်ရွယ်ပြီး1984ခုနှစ်မှာကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနကဒီအဖွဲ့အစည်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Rodolphe Meru တက်ခွဲခန်းဟာကမ္ဘာ့ထွန်းကကူးစက်ယောဂါတွေကိုတိုက်ဖြတ်နေတဲ့ပြင်သစ်အခြေစိုက် Meru Foundation နဲ့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ကွန်ဂိုအရှေ့ပိုင်းမှာ Ebola virus ရောဂါ10ကြိမ်မြောက်ဖြစ်ပွားပြီးတဲ့နောက် INRB ညွှန်ကြားရေးမှူး Yunjak Murambi ရဲ့တောင်းဆိုမှုနဲ့2019နိုဝင်ဘာမှာ USAID ကဒီအဖွဲ့အစည်းအတွက်ရန်ပုံငွေတချို့တစ်ဝက်စပြီးထောက်ပံ့ပေးခဲ့ပါတယ်။ INRB ဟာ2018ခုနှစ်ကကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ပူးပေါင်းဆောင်ရွက်ရေးဌာနဖြစ်လာခဲ့ပြီးကပ်ရောဂါဒါမှမဟုတ်ကပ်ရောဂါဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကိုစောင့်ကြည့်လေ့လာရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးအတွက်အမေရိကန်နဲ့အာဖရိကရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC အပါအဝင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ Rufa Tignaso ရဲ့ဆွဆွဲချက်ဟာအာဖရိကတိုက်ခွင်မှာအမေရိကန်ရဲ့ပြည်သူ့ကျန်းမာရေးကြိုးပမ်းမှုတွေကိုတိုက်ခိုက်ဖို့ရုရှားကဆယ်စုနှစ်များစွာဇက်တိုက်လှုပ်ဆောင်နေတဲ့သတင်းမှားဖြန့်ချီလှုပ်ရှားမှုတွေရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ဒီလိုမားမှန်မသေးကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အချက်အလက်တွေနဲ့အတည်ပြုသိရှိခြင်းနဲ့ဆိုရင်တော့ VOA ရဲ့ Polygraph website စာမျက်နှာဖြစ်တဲ့ polygraph.info မှာတွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်။အခုတော့နောက်ဆုံးရသတင်းပေးပို့ချက်တွေကိုဆက်ပြီးတော့ထုတ်လွှင့်ပေးသွားပါမယ်။ အရင်ဆုံးတော့တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြားကတင်းမာမှုနောက်ဆုံးအခြေအနေကိုပြောပြပေးပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကချင်လွတ်မြောက်ရေးအဖွဲ့နဲ့တပ်အန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL တို့ကြားတင်းမာမှုတွေကိုညှိနှိုင်းဖြေရှင်းမဲ့အကြောင်းနှစ်ဖက်တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။ကွတ်ခိုင်မျိုးက KIO ဆက်ဆံရေးယုံနဲ့တပ်ဖွဲ့ဝင်တွေကို DNL အဖွဲ့ကဖယ်ရှားလိုက်ပြီးတဲ့နောက်လူမှုကွန်ရက်စာမျက်နှာမှာအပြန်အလှန်ဝေဖန်တိုက်ခတ်တာတွေလည်းရှိခဲ့တာပါ။တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြားတင်းမာမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ရန်ကုန်ကသတင်းပေးပို့ထားတာကိုမရင်ကျင်းနိုင်ပြောပြပေးပါရှင်။ ပြီးခဲ့တဲ့တောက်ကြနေညနေပိုင်းကပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA သိမ်းပိုက်ထားတဲ့ကွတ်ခိုင်မြို့မှာရှိတဲ့ KIO ဆက်ဆံရေးရုံးနဲ့ကွတ်ခိုင်မြို့ကိုဝင်ရောက်လာတဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNLA တပ်ဖွဲ့ဝင်တွေကဖယ်ရှားပြီးနတ်ဖာကာဘက်ကိုပို့ဆောင်ခဲ့ပါတယ်။ဒီလိုနှစ်ဖက်တင်းမာမှုတွေဖြစ်လာတာကိုလောလောဆယ်မှာရှေ့တန်းကတာဝန်ရှိသူအချင်းချင်းညှိနှိုင်းနေပြီးတော့နှစ်ဖက်ဗဟိုအချင်းချင်းဆက်လက်ညှိနှိုင်းသွားဖို့ရှိကြောင်း KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက VOA ကိုပြောပါတယ်။အခုလောလောဆယ်ကတော့အဲ့ဒီဒေသခံခြေတန်းကလူကြီးတွေချင်းညှိနှိုင်းတာတော့ရှိပါတယ်။တခြားဟိုအစစ်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကြီးချမ်းညှိနှိုင်းတာလည်းမရှိသေးပါဘူး။ဒါပေမဲ့ကျွန်တော်တို့KO ဘခုနဲ့DNL ရဲ့ဘခုချင်းချင်းပေါ့နော်အရင်ကလည်းကျွန်တော်တို့ညှိနှိုင်းတာရှိတယ်အခုလည်းဆက်ပြီးမှညှိနှိုင်းဖို့တော့ရှိပါတယ်အမေကလုံးလုံးဆရာတော့ညှိနှိုင်းတဲ့အဆင့်ကတော့မရှိသေးဘူးတစ်ခါကတော့ပြင်ဆင်တဲ့နေထားတော့ပဲရှိပါတယ်TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကလည်းကွတ်ခိုင်မျိုးအရေးခင်းတဲ့ပတ်သက်လို့နှစ်ဖက်ဗဟိုချင်းညှိနှိုင်းသွားမှာဖြစ်ကြောင်းပြောပါတယ်အချင်းချင်းဖြစ်ပွားနေတဲ့အငင်းပွားမှုတွေကုတိုင်မှုတွေကိုလူထုတွေအနေနဲ့ကတော့စိုးရိမ်ဖွယ်ရာမရှိပါဘူးကျမတို့ဘက်ကတော့ဒါတွေကိုဒီနိုင်ငံရေးအတွက်ဆိုဆွေးနွေးညှိနှိုင်းရေးနည်းလမ်းနဲ့ကျမတို့ဆောင်ရွက်မှာဖြစ်ပါတယ်ကျမတို့ဒီ KIA ဗဟိုနဲ့ TNLA ကြားမှာကျမတို့ဒီဗဟိုအဆင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်တယ်ကျမတို့ကြိုးပမ်းနေတာမျိုးရှိပါတယ် KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေကြားတင်းမာမှုတွေဖြစ်တဲ့သတင်းကိုမီဒီယာတွေမှာဖော်ပြလာတဲ့အခါနှစ်ဖက်ပြည်သူတွေကြားအပြန်အလှန်ဝေဖန်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ဗိုလ်မှူးကြီးနော်ဘူကတော့မဖြစ်သင့်တဲ့ကိစ္စတွေမဖြစ်ရအောင်အမုန်းစကားတွေရှောင်ကျဉ်ကြဖို့အခုလိုတိုက်တွန်းထားပါတယ်။အခုအဲ့လိုမျိုးချိန်ကာလမှာကတော့ကျွန်တော်တို့နှစ်ဖက်ကပြည်သူတို့ထုတ်ပြီးနှစ်ဖက်က online တမားတွေနှစ်ဖက်ကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးလည်းချင်းမုန်းစကားတွေပေါ့ hit speech လို့ခေါ်မှာပေါ့နော်အမုန်းစကားတွေအခုချိန်မှာတော့တော်တော်သိထားဖို့အရေးကြီးပါတယ်အဲ့ဒါကတော့မဖြစ်တဲ့ဟာတွေကိုဖြစ်စေတတ်တဲ့ဒီစကားတွေပေါ့လေနော်ဒါကတော့ကိုချိန်မှာဆောင်ဖို့လိုပါတယ်လို့ကျွန်တော်ကတော့ပြောလိုပါတယ်နှစ်ဖက်ပုတ်တိုက်မှုတွေရှိတဲ့အခါပြည်သူတွေကြားအထင်မြင်လွဲမအောင်ဆောင်ရွက်နေတာတွေရှိနေကြောင်းနဲ့ဒီလိုအငင်းပွားမှုတွေလျော့နည်းအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း TNLA ပြောခွင့်ရသူလွေးရည်ဦးကပြောပါတယ်ပုတ်တိုက်မှုတွေငင်းပွားမှုတွေရှိလာတဲ့အခါမှာတချို့ကလူထုတွေအမြင်မှလူထုတွေသဘောထားကွဲလွဲအောင်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ဆိုတော့ကဒီဟာကိုကျမတို့ကတော့ဒီဆက်လက်ပြီးတော့မှရေရှည်တည်တံ့ခံနေတဲ့မဟာမိတ်နဲ့ဒီဆက်လက်ပြီးတော့မှဒီအငင်းပွားမှုတွေရောနေအောင်ကျမတို့ဆောင်ရွက်ပေးရှိပါတယ်ဟုတ်ကဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ1994ခုနှစ်အပြစ်ခတ်ရဲစဲပြီးတဲ့နောက်ကွတ်ခိုင်မြို့မှာဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပြီး2011ခုနှစ်မှာတကြော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်ရုပ်သိမ်းခဲ့ပါတယ်139ခုစစ်စင်ရေးမှာ TNLA ကကွတ်ခိုင်မြို့ကိုသိမ်းယူခဲ့တဲ့နောက်မှာ KIA ကဆက်ဆံရေးရုံးကိုပြန်လည်ဖွင့်လှစ်ခဲ့တာပါTNLA ကဆက်ဆံရေးရုံးဖွင့်လှစ်တာနဲ့ပတ်သက်လို့တရားဝင်အကြောင်းကြားဖို့စစ်ဝတ်စုံတွေမဝတ်ဖို့တတိပေးမှုတွေရှိခဲ့ပြီးအခုလိုနှစ်ဖက်ကြားအချင်းများမှုတွေဖြစ်လာခဲ့တာပါ KIA နဲ့ TNLA ကြားမန်တုံမြို့နယ်အတွင်းမှာလည်းပြီးခဲ့တဲ့လပိုင်းကအလားတူပုတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်2013ခုနှစ်အတွင်းမှာလည်းအောက်ခြေတပ်တွေကြားအချင်းများတာတွေဖြစ်ခဲ့တာကြောင့်နှစ်ဖက်တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပူပါတယ်ရှင်တင်မာမှုတွေရှော့ချရေးအတွက်ညှိနှိုင်းမှု KIO နဲ့ DNLD သဘောတူတဲ့တဲ့မဲ့အင်ဂျင်နိုင်ကပြောပြပေးခဲ့တာပါအခုဆက်ပြီးတော့တရုတ်နိုင်ငံရောက်မြန်မာအလုပ်သမားတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ပြောပြပေးပါမယ်တရုတ်နိုင်ငံကစက်ရုံတွေမှာအလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့ကြတဲ့မြန်မာအလုပ်သမားတွေတဲကဦးဆောင်သူတချို့ကိုတရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးတော့မြန်မာနိုင်ငံပြန်ပို့ခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်လောက်ခလာစာတိုးပေးဖို့အလုပ်ချိန်တိတိကျကျသတ်မှတ်ပေးဖို့တောင်းဆိုရင်းမနေ့တနင်္ဂနွေနေ့ကဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်မြန်မာနိုင်ငံပြန်ပို့ခံရမယ့်အပေါ်စိုးရိမ်မှုတွေ
လည်းထွက်ပေါ်နေတာပါတရုတ်နိုင်ငံရောက်မြန်မာအလုပ်သမားတွေအခြေအနေနဲ့ပတ်သက်လို့ရန်ကုန်ကသတင်းပေးပို့ထားတာကိုအခြေခံပြီးမတ်စုမွန်ပြောပြပေးပါရှင်တရုတ်နိုင်ငံယူနန်ပြည်နယ်ရင်ကျန်းမြို့စက်မှုဇုံ၄မှာရှိတဲ့ဟုံဖူစီအထည်ချုပ်စက်ရုံမှာလုပ်အားကလစာတိုးမြင့်ပေးဖို့အပါအဝင်ရပိုင်ခွင့်တချို့ကိုတောင်းဆိုခဲ့ကြတဲ့အလုပ်သမား600တဲကခေါင်းဆောင်တဲ့သူတွေကိုတရုတ်ရဲတပ်ဖွဲ့ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။သူတို့အားလုံးကိုပြန်ပို့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်ဒီကိစ္စကိုတေချာစောင့်ကြည့်နေပါတယ်လို့မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့တွဲဖက်ဥက္ကဋ္ဌမတ်တင်တင်ဝေက VOA ကိုအခုလိုပြောပြပါတယ်ဆန္ဒပြတဲ့အကြောင်းအရာကကြတော့မြန်မာအလုပ်သမား2ဦးကိုသူတို့က OD မစင်းလို့ဆိုမြန်မာပြည်ပြန်ပို့မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရုံလုံးဝပေါ့နော်လက်မခံတဲ့အတွက်ဆန္ဒထပြကြတယ်နောက်ဆက်တွဲတောင်းဆိုချက်တွေပါလာတယ်အလုပ်သမားတွေတောင်းဆိုတဲ့အချက်တွေအကုန်လုံးပေးတယ်10ချက်ပေါ့နော်အကုန်ပေးပြီးစာချုပ်ချုပ်ပြီးသွားပြီဆိုမှဒီတနင်္ဂနွေညကြမှာစပြီးဖြစ်တဲ့ line ကအလုပ်သမားတွေကိုရဲတွေလာဖမ်းသွားတယ်လို့ကြားရတယ်ပေါ့နော်လူကြီးအတိအကျနဲ့ဘယ်သူတွေကဖမ်းပြီးတော့ဘာကြောင့်ဖမ်းလဲဆိုတာကိုတော့ကျမတို့ထပ်ပြီးတော့အသေးစိတ်ချက်လိုက်နေပါတယ်ဒီသတင်းပတ်အတွင်းမှာပဲအလုပ်သမား1000နီးပါးကိုနေဆက်ကနေနေရက်ကိုပြန်ပို့လိုက်ပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်နေ့တိုင်းအတုပ်လိုက်ပြန်ပို့နေတယ်ဆိုပေမဲ့အတိအကျဘလောက်ပြန်ပို့ခဲ့တယ်လဲဆိုတာကိုတော့ VOA အနေနဲ့စုံစမ်းနေတုန်းဖြစ်ပါတယ်တရုတ်နိုင်ငံကစက်ရုံတွေမှာပထမဦးဆုံးဆန္ဒပြခဲ့တဲ့မြန်မာအလုပ်သမား200ကျော်ကို2024ခုနှစ်နှစ်စပိုင်းမှာနေရက်ပြန်ပို့ခဲ့တဲ့အတွက်အခုတစ်ကြိမ်လဲပြန်ပို့မယ်ဆိုတဲ့အခြေအနေကဖြစ်နိုင်ကြောင်းအလုပ်သမားရေးစောင့်ကြည့်သူတွေကပြောပါတယ်အခု2025ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲယူနန်ပြည်နယ်မန်စီမြို့ကစက်ရုံ3ရုံမှာမြန်မာအလုပ်သမားရာနဲ့ချီပြီးတော့ဆန္ဒပြခဲ့ပါတယ်။အိုဟီအထည်ချုပ်ကအလုပ်သမား900လောက်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။စက်ရုံပိုင်ရှင်ကိုလိုအားကတိုးပေးဖို့အချိန်ပြည့်မခိုင်းမှုတောင်းဆိုခဲ့တဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့အလုပ်သမားတွေက VOA ကိုပြောပြပါတယ်။အလုပ်သမားတဦးကဖြစ်စဉ်ကိုအခုလိုပြောပြပါတယ်။ကျွန်တော်ဒီဘက်မှာပြောကိုယ်စားခေါ်လာတယ်။လာတာအနေနဲ့1900လို့သတ်မှတ်ထားတယ်။ဝင်ချင်းပေါ့1900စသဖြင့်သူကျွမ်းကျင်မှုနဲ့ထပ်တူပြီးတော့လေဆိုပေမဲ့တကယ်အဲမှာကျတော့ဖြစ်နေတဲ့ပြဿနာလို့တမကတ်တယ်ပါနဲ့ဝင်လာ။ OWIC ကိုလည်းကတ်တယ်နဲ့ဝင်လာတော့ဟုတ်ဘူး။သူကဒီတပတ်ကတ်တယ်နဲ့ဝင်လာ။တပတ်ကတ်ကဒီကျုပ်ဒီမှာလုံးပိုင်မှုမရှိဘူးသူရဲ့နီးပြီးရေးလာတယ်။အဲ့တော့အလုပ်သမားတွေဒီထက်ဝင်လာပြီဆိုရင်ဒီအလုပ်ဆက်ရုံထဲမှာပဲအခြေချုပ်မိသူကိုဖက်တာ။ဒီဆက်ရုံထဲနဲ့အပြင်လဲထောက်လို့မရဘူးသူဒီကျန်နေတော့သူတွေမှာဆက်တယ်လို့မရဘူး။သူတို့တမကအရေးတော့ပြီးပြီလို့ရှိရင်ဒုက္ခမရတာဒုက္ခလျှော့တာတွေဖြစ်လာ။အဲ့ကျတော့1900လို့ပြောတဲ့အလုပ်သမားတွေခါလီတန်တလားကို1000ပြည့်ရ800ပြည့်အဲ့လိုတွေချိုးဖို့ခံရတယ်အများကြီး။ယူနန်ပြည်နယ်ကတာဝန်ရှိတဲ့သူတွေနဲ့မြန်မာအလုပ်သမားစေလိုရေးကိစ္စတွေကိုနားလည်မှုစာချုပ်လွှာမှာလက်မှတ်ရေးထိုးထားတယ်လို့စစ်ကောင်စီရဲ့အလုပ်သမားရေးဌာနတာဝန်ရှိသူကတော့ VOA ကိုအတည်ပြုထားပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာတော့အလုပ်ချိန်လိုအားကလစာနေဆက်ဖြတ်ကျော်ခွင့်တွေကိုထည့်သွင်းထားပေမဲ့မြန်မာအလုပ်သမားတွေတရုတ်နိုင်ငံထဲမှာတရားမဝင်အလုပ်သမားတွေတပွဲဆက်ဆံခံနေရတယ်လို့လည်းအလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။အခုနောက်ဆုံးတရုတ်စက်ရုံကမြန်မာအလုပ်သမားတွေဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တော့မြန်မာနိုင်ငံနဲ့တရုတ်နှစ်နိုင်ငံအာဏာပိုင်တွေဘက်ကတစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူးရှင်။မဆုမပြောပြပေးခဲ့တာပါ။မကြခင်ထုတ်လွှင့်ပေးမယ့်အစီအစဉ်ဒုတိယပိုင်းမှာတော့အပတ်စဉ်ကဏ္ဍတွေကိုနားဆင်ရမှာပါရှင်။ VOA အစီအစဉ်တွေကို Radio ရုပ်မြင်သံကြားတို့အပြင် YouTube စာမျက်နှာကနေလည်းနားဆင်ကြည့်ရှုနိုင်ပါတယ်။ VOA မြန်မာပိုင်း YouTube စာမျက်နှာလိပ်စာကတော့ youtube.com/voaburmese ဖြစ်ပါတယ်။မင်္ဂလာညချမ်းပါတော်တာရှင်များရှင် View American တန်ရဲ့2025ခုနှစ် March လ10ရက်တနင်္လာညပိုင်းထုတ်လွှင့်ပေးနေကြဖြစ်တဲ့ညဘက်မြန်မာဘာသာအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ10:00နာရီထိ American ပြည်ထောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။အခုဆက်ပြီးတော့တနင်္လာညတိုင်းတင်ဆက်ပေးနေကြအပတ်စဉ်ကဏ္ဍတွေကိုနားဆင်ရမှာပါ။အရင်ဆုံးတော့တွဲဆုံမြင်းမြန်ကန်အစီအစဉ်ကိုအလှည့်ပေးကြပါမယ်။တရုတ်နိုင်ငံအနေနဲ့ရခိုင်ရဲ့90%ကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA ကိုတရားဝင်အုပ်ချုပ်နေတဲ့နိုင်ငံရေးအင်အားစုတစ်ခုအနေနဲ့အတိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်သေးပေမဲ့ဒီချင်းကပ်မှုပုံစံကပြောင်းလဲလာနိုင်တယ်လို့သူတေသီတို့ကပြောပါတယ်။ AA ဟာစစ်ရေးအောင်မြင်မှုကတဆင့်သူတို့လိုလားတဲ့နိုင်ငံရေးအခြေအနေကိုရရှိဖို့တရုတ်နဲ့အိန္ဒိယနိုင်ငံစလုံးနဲ့ထိန်းညှိရမယ်လို့လည်းနောက်တူကထောက်ပြပါတယ်။စစ်ရေးအရှိန်တင်လာတဲ့ရခိုင်စစ်ရေးရိုက်ခတ်ချက်တွေနဲ့
ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းထားတဲ့ကိုငိမ့်ချမ်းရေးကတင်ပြပေးပါရှင်။ အာရခတ်တော် AA ဟာရခိုင်ကမြို့နယ်18မြို့နယ်ထဲမှာသူတို့ထိန်းချုပ်ဖို့ကြမ်းနေတဲ့3မြို့နယ်တွေကမြို့တော်စစ်တွေအပြင်ရခိုင်တောင်ပိုင်းကကြောက်ဖြူမြို့နယ်ထဲမှာပါစစ်ရေးအရှိန်မြင့်လာနေတာပါဒါဟာတရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်ကမ္ဘာလမ်းယင်းနှိမ့်ညွတ်နှံမှုတွေအတွက်ချိန်ချောက်မှုအသစ်တွေဖြစ်ပေါ်လာတာနဲ့အတူ AA ရဲ့နိုင်ငံရေးအခမ်းကဏ္ဍကလည်းကျယ်ပြန့်လာတယ်လို့ကျွမ်းကျင်သူတွေကတွက်ဆလာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟဝိုင်ပြည်နယ်အခြေစိုက်အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာနိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pacific